Namo Tata Bhagavato Arahato Tamma Sambuddhassa. Namo Tata Bhagavato Arahato Tamma Sambuddhassa. Namo Tata Bhagavato Arahato Tamma Sambuddhassa. တရဏဂုံသုံးပါးနဲ့တကွအင်္ဂါ၅ပါးနှင့်ပြည့်စုံတော်မူသောသီလတော်မြတ်ကိုခံယူစောင့်တည်ပါ၏ရှင်မြတ်ဖေဟာပဋ္ဌာန်းမြန်မာပြန်အနှစ်ချုပ်ဒုတိယတွဲတိကပဋ္ဌာနာပါဠိ၆ဝိတကတိကတေပရိစ္ဆဝါရတေပစ္စယနုလောမတေဝိပင်္ဂဝါရဟေတုစာပိုက်တေနာလေးပိုက်လေးမှဆက်လက်၍ပူဇော်ပါမည်တာဝိတကတာဝိစာရင်စာအဝိတကအဝိစာရင်စာဓမ္မံပရိစ္ဆာတာဝိတကတာဝိစာရောဓမ္မောပိစတိဟေတုပိစေယပတိတန္တိခန္နေတာဝိတကတာဝိစာရယကံခန္တေစာဝိထုံစာပဋိစ္စတယောခန္ဓာပပိယလာဒွေခန္ဒီစာဝိထုံစာပရိစ္ဆဒွေခန္ဓာသာဝိတကတာဝိစာရင်စာဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်သည်လဲဖြစ်သောအာဝိတကဝိစာရင်စာဝိတက်လည်းမရှိဝိစာရလည်းမရှိသည်လဲဖြစ်သောဓမ္မတရားကိုပဋိစ္စအစွဲပြု၍သာဝိတကတာဝိစာရောဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်သောဓမ္မောတရားသည်ဟေတုပစ္စယဟေတုပစ္စည်းကြောင့်ဥပိဇ္ဇတိဖြစ်ပေါ်လာ၏ပฏิတန္တိခန္နေပฏิတန္တိခဏ၌သာဝိတကတာဝိစာရံဝိတက်နှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သောဧကံတပါးသောခန္ဓင်္စနမခန္ဓာကို၎င်းဝိထုံ္စမိယာဝိထုယုတ်ကို၎င်းပရိစ္ဆအစွဲပြု၍တယောသုံးပါးကုန်သောခန္ဓာနမခန္ဓာတို့သည်ဥပိဇ္ဇတိဖြစ်ပေါ်လာကုန်၏တယောသုံးပါးကုန်သောခန္ဓင်္စနမခန္ဓာတို့ကို၎င်းဝိထုံ္စမိယာဝတ္ထုယုတ်ကို၎င်းပရိစ္ဆအစွဲပြု၍ဧကောတပါးသောခန္ဓာနမခန္ဓာသည်ဥပိဇ္ဇတိဖြစ်ပေါ်လာ၏ဒွေနှစ်ပါးကုန်သောခန္ဒီစနမခန္ဓာတို့ကို၎င်းဝိထုံ္စမိယာဝတ္ထုယုတ်ကို၎င်းပရိစ္ဆအစွဲပြု၍ဒွေနှစ်ပါးကုန်သောခန္ဓာနမခန္ဓာတို့သည်ဥပိဇ္ဇတိဖြစ်ပေါ်လာကုန်၏နာလေးသာဝိတကသာဝိစာရင်စာအဝိတကအဝိစာရင်စာဓမ္မံပရိစ္ဆာအဝိတကဝိစာရမတ္တောဓမ္မောပိစတိဟေတုပိစေယပฏิတန္တိခန္နေသာဝိတကသာဝိစာရေခန္နေစာဝိထုံစာပရိစ္ဆဝိတကောသာဝိတကသာဝိစာရင်စာဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်သည်လဲဖြစ်သောအဝိတကအဝိစာရင်စာဝိတက်လည်းမရှိဝိစာရလည်းမရှိသည်လဲဖြစ်သောဓမ္မံတရားကိုပရိစ္ဆအစွဲပြု၍အဝိတကဝိစာရမတ္တောဝိတကမရှိဝိစာရများသာရှိသောဓမ္မောတရားသည်ဟေတုပစ္စယဟေတုပစ္စည်းကြောင့်ဥပိဇ္ဇတိဖြစ်ပေါ်လာ၏ပฏิတန္တိခန္နေပฏิတန္တိခဏ၌သာဝိတကတာဝိစာရေဝိတက်နှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်ကုန်သောခန္ဒီစာနမခန္ဓာတို့ကို၎င်းဝိထုံ္စမိယာဝတ္ထုယုတ်ကို၎င်းပဋိစ္စအစွဲပြု၍ဝိတကောဝိတက်တိဥပိဇ္ဇတိဖြစ်ပေါ်လာ၏နာလေးသာဝိတကသာဝိစာရင်စာအဝိတကအဝိစာရင်စာဓမ္မံပရိစ္ဆာအဝိတကအဝိစာရောဓမ္မောပိစတိဟေတုပိစေယသာဝိတကသာဝိစာရေခန္ဒီစမဟာဘူတိစပဋိစ္စစိတ်တသမုဋ္ဌာနံရူပံပฏิတန္တိခန္နေသာဝိတကသာဝိစာရေခန္ဒီစမဟာဘူတိစပဋိစ္စကရထရူပံသာဝိတကသာဝိစာရင်စာဝိတက်နှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သည်လည်းဖြစ်သောအဝိတကအဝိစာရင်စာဝိတက်လည်းမရှိဝိစာရလည်းမရှိသည်လည်းဖြစ်သောဓမ္မံတရားကိုပရိစ္ဆအစွဲပြု၍အဝိတကအဝိစာရောဝိတက်လည်းမရှိဝိစာရလည်းမရှိသောဓမ္မောတရားသည်ဟေတုပစ္စယဟေတုပစ္စည်းကြောင့်ဥပိဇ္ဇတိဖြစ်ပေါ်လာ၏သာဝိတကသာဝိစာရေဝိတက်နှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်ကုန်သောခန္ဒီစာနမခန္ဓာတို့ကို၎င်းမဟာဘူတိစာမဟာဗုဒ္ဓကို၎င်းပဋိစ္စအစွဲပြု၍စိတ်တသမုဋ္ဌာနံစိတ်ကြောင့်ဖြစ်သောရူပံယုတ်တိဥပိဇ္ဇတိဖြစ်ပေါ်လာ၏ပฏิတန္တိခန္နေပฏิတန္တိခဏ၌သာဝိတကသာဝိစာရေဝိတက်နှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်ကုန်သောခန္ဒီစနမခန္ဓာတို့ကို၎င်းမဟာဘူရိစာမဟာဗုဒ္ဓကို၎င်းပရိစ္ဆအစွဲပြု၍ကတ္တထာရူပပฏิတန္တိကမစယုတ်တိဥပိဇ္ဇတိဖြစ်ပေါ်လာ၏နာလီ
တာဝိတကတာဝိစာရင်စာအာဝိတကအဝိစာရင်စာဓမ္မံပရိစ္ဆာတာဝိတကတာဝိစာရောစာအာဝိတကအဝိစာရောစာဓမ္မဥပိဇန္တိဟေတုပစ္စေယပฏิတန္တိခန္နေတာဝိတကတာဝိစာရံဧကံခန္တင်စဝိထုံစပရိစ္ဆတယောခန္နာပပေယလာဒွေခန္ဒီစဝိထုံစပရိစ္ဆဒွေခန္နာတာဝိတကတာဝိစာရေခန္ဒီစမဟာဗုဒ္ဓေစပရိစ္ဆကတ္ထာရူပံတာဝိတကတာဝိစာရေစာဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်သည်လဲဖြစ်သောအာဝိတကအဝိစာရင်စာဝိတက်လည်းမရှိဝိစာရလည်းမရှိသည်လဲဖြစ်သောဓမ္မံတရားကိုပရိစ္ဆအစွဲပြု၍တာဝိတကတာဝိစာရောစာဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်သည်လဲဖြစ်သောအာဝိတကအဝိစာရောစာဝိတက်လည်းမရှိဝိစာရလည်းမရှိသည်လဲဖြစ်သောဓမ္မတရားတို့သည်ဟေတုပစ္စယဟေတုပစ္စည်းကြောင့်ဥပိဇန္တိဖြစ်ပေါ်လာကုန်၏ပฏิတန္တိခန္နေပฏิတန္တိခဏ၌တာဝိတကတာဝိစာရံဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်သောဧကံတပါသောခန္တင်စနမခန္ဓာကို၎င်းဝိထုံစာမိယဝတ္ထုယုတ်ကို၎င်းပရိစ္ဆအစွဲပြု၍တယောသုံးပါးကုန်သောခန္ဓာနမခန္ဓာတို့သည်ဥပိဇန္တိဖြစ်ပေါ်လာကုန်၏ပပေယလာဒွေနှစ်ပါးကုန်သောခန္တီစနမခန္ဓာတို့ကို၎င်းဝိထုံစာမိယဝတ္ထုယုတ်ကို၎င်းပရိစ္ဆအစွဲပြု၍ဒွေနှစ်ပါးကုန်သောခန္ဓာနမခန္ဓာတို့သည်ဥပိဇန္တိဖြစ်ပေါ်လာကုန်၏သာဝိတကတာဝိစာရေဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်ကုန်သောခန္တီစနမခန္ဓာတို့ကို၎င်းမဟာဗုဒ္ဓေစာမဟာဗုဒ္ဓကို၎င်းပရိစ္ဆအစွဲပြု၍ကရထရူပပရိဒဏေကမစယုတ်သည်ဥပိဇ္ဇတိဖြစ်ပေါ်လာ၏နာငါတာဝိတကတာဝိစာရင်စာအာဝိတကအဝိစာရင်စာဓမ္မပရိစ္ဆအာဝိတကဝိစာရမတောစာအာဝိတကအဝိစာရောစာဓမ္မဥပိဇန္တိဟေတုပစ္စေယပฏิတတိခန္နေတာဝိတကတာဝိစာရေခန္တိစာဝိထုံစပရိစ္ဆဝိတကောတာဝိတကတာဝိစာရေခန္တိစမဟာဗုဒ္ဓေစပရိစ္ဆကရတ္တရူပံတာဝိတကတာဝိစာရင်စာဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်သည်လဲဖြစ်သောအာဝိတကအဝိစာရင်စာဝိတက်လည်းမရှိဝိစာရလည်းမရှိသည်လဲဖြစ်သောဓမ္မံတရားကိုပဋိစ္စအစွဲပြု၍အာဝိတကဝိစာရမတောစာဝိတကမရှိဝိစာရမြတ်သာရှိသည်လဲဖြစ်သောအာဝိတကအဝိစာရောစာဝိတက်လည်းမရှိဝိစာရလည်းမရှိသည်လဲဖြစ်သောဓမ္မတရားတို့သည်ဟေတုပစ္စေယဟေတုပစ္စည်းကြောင့်ဥပိဇန္တိဖြစ်ပေါ်လာကုန်၏ပฏิတန္တိခန္နေပฏิတန္တိခဏ၌သာဝိတကတာဝိစာရေဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်ကုန်သောခန္ဒီစာနမခန္ဓာတို့ကို၎င်းဝိထုံစာမိယဝိထုယုတ်ကို၎င်းပရိစ္ဆအစွဲပြု၍ဝိတကောဝိတက်တိဥပိဇ္ဇတိဖြစ်ပေါ်လာ၏သာဝိတကတာဝိစာရေဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်ကုန်သောခန္ဒီစာနမခန္ဓာတို့ကို၎င်းမဟာဗုဒ္ဓေစာမဟာဗုဒ္ဓကို၎င်းပရိစ္ဆအစွဲပြု၍ကတ္ထရူပံပရိဒဏေကမစယုတ်တိဥပိဇ္ဇတိဖြစ်ပေါ်လာ၏နာငါသာဝိတကတာဝိစာရင်စာအာဝိတကအဝိစာရင်စာဓမ္မပရိစ္ဆသာဝိတကတာဝိစာရောစာအာဝိတကဝိစာရမတောစာဓမ္မဥပိဇန္တိဟေတုပစ္စေယပฏิတတိခန္နေသာဝိတကတာဝိစာရံဧကံခန္တင်စဝိထုံစပရိစ္ဆတယောခန္နာဝိတကောစာပပေယလံဒွေခန္နေစဝိထုံစပရိစ္ဆဒွေခန္နာဝိတကောစာသာဝိတကတာဝိစာရင်စာဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်သည်လဲဖြစ်သောအာဝိတကအဝိစာရင်စာဝိတက်လည်းမရှိဝိစာရလည်းမရှိသည်လဲဖြစ်သောဓမ္မံတရားကိုပဋိစ္စအစွဲပြု၍တာဝိတကတာဝိစာရောစာဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်သည်လဲဖြစ်သောအာဝိတကဝိစာရမတော်စာဝိတကမရှိဝိစာရမြတ်သာရှိသည်လဲဖြစ်သောဓမ္မတရားတို့သည်ဟေတုပစ္စယဟေတုပစ္စည်းကြောင့်ဥပိဇန္တိဖြစ်ပေါ်လာကုန်၏ပฏิတန္တိခန္နေပฏิတန္တိခဏ၌သာဝိတကတာဝိစာရံဝိတက်နေလဲတကွာဝိစာရနေလဲတကွာဖြစ်သောဧကံတပါသောခန္တင်စနမခန္ဓာကို၎င်းဝိထုံစာမိယဝတ္ထုယုတ်ကို၎င်းပရိစ္ဆအစွဲပြု၍တယောသုံးပါးကုန်သောခန္ဓာစနမခန္ဓာတို့သည်၎င်းဝိတကောစာဝိတက်သည်၎င်းဥပိဇ္ဇတိဖြစ်ပေါ်လာ၏တယောသုံးပါးကုန်သောခန္ဒီစနမခန္ဓာတို့ကို၎င်းဝိထုံစာမိယဝတ္ထုယုတ်ကို၎င်းပရိစ္ဆအစွဲပြု၍ဧကောတပါသောခန္ဓောစနမခန္ဓာသည်၎င်းဝိတကောစာဝိတက်သည်၎င်းဥပိဇ္ဇတိဖြစ်ပေါ်လာ၏ဒွေနှစ်ပါးကုန်သောခန္တီစာနမခန္ဓာတို့ကို၎င်းဝိထုံစာမိယဝိထုယုတ်ကို၎င်းပရိစ္ဆဆွဲပြု၍ဒွေနှစ်ပါးကုန်သောခန္ဓာစာနမခန္ဓာတို့သည်၎င်းဝိတကောစာဝိတက်သည်၎င်းဥပိစ္ဆတိဖြစ်ပေါ်လာ၏နာငါ
သာဝိတကသာဝိစာရင်စာအဝိတကအဝိစာရင်စဓမ္မံပရိစ္ဆာသာဝိတကသာဝိစာရောစာအဝိတကဝိစာရမတ္တောစာအဝိတကအဝိစာရောစာဓမ္မဥပိသန္တိဟေတုပစ္စေယပဋိသန္တိခန္နေသာဝိတကသာဝိစာရဧကံခန္နေစဝိထုံစပရိစ္ဆတယောခန္ဓာဝိတကောစာပပိယလာဒွေခန္နေစဝိထုံစပရိစ္ဆဒွေခန္ဓာဝိတကောစာသာဝိတကသာဝိစာရေခန္နေစမဟာပုရိသပရိစ္ဆကရထာရူပံသာဝိတကသာဝိစာရင်စာဝိတနဲ့လည်းတကွာဝိစာရနဲ့လည်းတကွာဖြစ်သည်လည်းဖြစ်သောအာဝိတကအဝိစာရင်စာဝိတလည်းမရှိဝိစာရလည်းမရှိသည်လည်းဖြစ်သောဓမ္မတရားကိုပရိစ္ဆဆွဲပြု၍သာဝိတကသာဝိစာရောစာဝိတနဲ့လည်းတကွာဝိစာရနဲ့လည်းတကွာဖြစ်သည်လည်းဖြစ်သောအာဝိတကဝိစာရမတော်စာဝိတကမရှိဝိစာရမြတ်သာရှိသည်လည်းဖြစ်သောအဝိတကအဝိစာရောစာဝိတလည်းမရှိဝိစာရလည်းမရှိသည်လည်းဖြစ်သောဓမ္မတရားတို့သည်ဟေတုပစ္စယဟေတုပစ္စည်းကြောင့်ဥပိသန္တိဖြစ်ပေါ်လာကုန်၏ပရိသန္တိခန္ဒီပရိသန္တိခဏ၌သာဝိတကသာဝိစာရံဝိတနှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သောဧကံတပါသောခန္နေစနမခန္ဓာကို၎င်းဝိထုံစာမိယဝတ္ထုယုတ်ကို၎င်းပရိစ္ဆဆွဲပြု၍တယောသုံးပါးကုန်သောခန္ဓာစနမခန္ဓာတို့သည်၎င်းဝိတကောစာဝိတသည်၎င်းဥပိသတိဖြစ်ပေါ်လာ၏ပပိယလာဒွေနှစ်ပါးကုန်သောခန္ဒီစနမခန္ဓာတို့ကို၎င်းဝိထုံစာမိယဝတ္ထုယုတ်ကို၎င်းပရိစ္ဆဆွဲပြု၍ဒွေနှစ်ပါးကုန်သောခန္ဓာစနမခန္ဓာတို့သည်၎င်းဝိတကောစာဝိတသည်၎င်းဥပိသတိဖြစ်ပေါ်လာ၏သာဝိတကသာဝိစာရေဝိတနှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်ကုန်သောခန္ဒီစာနမခန္ဓာတို့ကို၎င်းမဟာဗုဒ္ဓေစာမဟာဗုဒ္ဓကို၎င်းပရိစ္ဆဆွဲပြု၍ကတ္တထာရူပံပရိသန္တိကမစယုတ်သည်ဥပိသတိဖြစ်ပေါ်လာ၏နှာငါပိုက်ငါအာဝိတကဝိစာရမတ္တင်စာအာဝိတကအဝိစာရင်စဓမ္မံပရိစ္ဆာအာဝိတကသာဝိစာရောဓမ္မောပိသတိဟေတုပစ္စေယပရိသန္တိခန္နေဝိတကိဉ္စဝိထုံစာပရိစ္ဆာသာဝိတကသာဝိစာရခန္ဓာအာဝိတကဝိစာရမတ္တင်စာဝိတကမရှိဝိစာရမြတ်သာရှိသည်လည်းဖြစ်သောအာဝိတကအဝိစာရင်စာဝိတလည်းမရှိဝိစာရလည်းမရှိသည်လည်းဖြစ်သောဓမ္မံတရားကိုပရိစ္ဆဆွဲပြု၍အာဝိတကသာဝိစာရောဝိတနှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်သောဓမ္မောတရားသည်ဟေတုပစ္စယဟေတုပစ္စည်းကြောင့်ဥပိသတိဖြစ်ပေါ်လာ၏ပဋိသန္တိခန္ဓေပဋိသန္တိခဏ၌ဝိတကိဉ္စဝိတကို၎င်းဝိထုံစမိယဝိတုယုတ်ကို၎င်းပရိစ္ဆအဆွဲပြု၍သာဝိတကသာဝိစာရာဝိတနှင့်လည်းတကွာဝိစာရနှင့်လည်းတကွာဖြစ်ကုန်သောခန္ဓာနမခန္ဓာတို့သည်ဥပိသန္တိဖြစ်ပေါ်လာကုန်၏နှာငါအာဝိတကဝိစာရမတ္တင်စာအာဝိတကအဝိစာရင်စဓမ္မံပရိစ္ဆာအာဝိတကဝိစာရမတ္တောဓမ္မောပိသတိဟေတုပစ္စေယအာဝိတကဝိစာရမတ္တံဧကံခန္နင်စာဝိစာရင်စာပရိစ္ဆတယောခန္ဓာပပိယလာအာဝိတကဝိစာရမတ္တင်စာအာဝိတကအဝိစာရင်စဓမ္မံပရိစ္ဆာအာဝိတကဝိစာရမတ္တောဓမ္မောပိသတိဟေတုပစ္စေယအာဝိတကဝိစာရမတ္တံဧကံခန္နင်စာဝိစာရင်စာပရိစ္ဆတယောခန္ဓာပပိယလာဒွေခန္ဒီစာဝိစာရင်စာပရိစ္ဆဒွေခန္ဓာပဋိသန္တိခန္နေအာဝိတကဝိစာရမတ္တံဧကံခန္နင်စာဝိစာရင်စာပရိစ္ဆတယောခန္ဓာပပိယလာဒွေခန္ဒီစာဝိစာရင်စာပရိစ္ဆဒွေခန္ဓာပဋိသန္တိခန္နေအာဝိတကဝိစာရမတ္တံဧကံခန္နေစာဝိထုံစာပရိစ္ဆတယောခန္ဓာပပိယလာဒွေခန္ဒီစာဝိထုံစာပရိစ္ဆဒွေခန္ဓာအာဝိတကဝိစာရမတ္တင်စာဝိတကမရှိဝိစာရမြတ်သာရှိသည်လည်းဖြစ်သောအာဝိတကအဝိစာရင်စာဝိတလည်းမရှိဝိစာရလည်းမရှိသည်လည်းဖြစ်သောဓမ္မံတရားကိုပရိစ္ဆဆွဲပြု၍အာဝိတကဝိစာရမတ္တောဝိတကမရှိဝိစာရမြတ်သာရှိသောဓမ္မောတရားသည်ဟေတုပစ္စယဟေတုပစ္စည်းကြောင့်ဥပိသတိဖြစ်ပေါ်လာ၏အာဝိတကဝိစာရမတ္တံဝိတကမရှိဝိစာရမြတ်သာရှိသောဧကံတပါသောခန္ဓေစာနမခန္ဓာကို၎င်းဝိစာရင်စာဝိစာရကို၎င်းပရိစ္ဆဆွဲပြု၍တယောသုံးပါးကုန်သောခန္ဓာနမခန္ဓာတို့သည်ဥပိသန္တိဖြစ်ပေါ်လာကုန်၏တယောသုံးပါးကုန်သောခန္ဓေစာနမခန္ဓာတို့ကို၎င်းဝိစာရင်စာဝိစာရကို၎င်းပရိစ္ဆဆွဲပြု၍ဧကောတပါးသောခန္ဓာနမခန္ဓာသည်ဥပိသတိဖြစ်ပေါ်လာ၏ဒွေနှစ်ပါးကုန်သောခန္ဒီစာနမခန္ဓာတို့ကို၎င်းဝိစာရင်စာဝိစာရကို၎င်းပရိစ္ဆဆွဲပြု၍ဒွေနှစ်ပါးကုန်သောခန္ဓာနမခန္ဓာတို့သည်ဥပိသန္တိဖြစ်ပေါ်လာကုန်၏
ပတိတတိခန္ဓေပရိတန်နေခဏ၌အာဝိတကဝိဇာရမတ္တဝိတကမချေဝိဇာရမြတ်သာရှိသောဧကံတပါသောခန္ဓေစာနမခန္ဓာကို၎င်းဝိဇာရစာဝိဇာရကို၎င်းပရိစ္ဆဆွဲပြု၍တယောသုံးပါးကုန်သောခန္ဓာနမခန္ဓာတို့သည်ဥပိ္ပဇံတိဖြစ်ပေါ်လာကုန်၏ပပေယလားဒွေနှစ်ပါးကုန်သောခန္ဓေစာနမခန္ဓာတို့ကို၎င်းဝိဇာရစာဝိဇာရကို၎င်းပရိစ္ဆဆွဲပြု၍ဒွေနှစ်ပါးကုန်သောခန္ဓာနမခန္ဓာတို့သည်ဥပိ္ပဇံတိဖြစ်ပေါ်လာကုန်၏ပတိတတိခန္ဓေပရိတန်နေခဏ၌အာဝိတကဝိဇာရမတ္တဝိတကမချေဝိဇာရမြတ်သာရှိသောဧကံတပါသောခန္ဓေစာနမခန္ဓာကို၎င်းဝိထုံစာမိယဝိထုယုတ်ကို၎င်းပရိစ္ဆဆွဲပြု၍တယောသုံးပါးကုန်သောခန္ဓာနမခန္ဓာတို့သည်ဥပိ္ပဇံတိဖြစ်ပေါ်လာကုန်၏ပပေယလားဒွေနှစ်ပါးကုန်သောခန္ဓေစာနမခန္ဓာတို့ကို၎င်းဝိထုံစာမိယဝိထုယုတ်ကို၎င်းပရိစ္ဆဆွဲပြု၍ဒွေနှစ်ပါးကုန်သောခန္ဓာနမခန္ဓာတို့သည်ဥပိ္ပဇံတိဖြစ်ပေါ်လာကုန်၏သာဓုသာဓုသာဓု